ဒီကျောင်းက1966ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီးတော့အခုလက်ရှိမှာတော့ထိုင်းနိုင်ငံမှာကျွန်တော်ဒီလုံးဝ master level နဲ့ဒီ PhD ဒေါက်တာဘွဲတွေကိုတည်တံ့ပေးတဲ့ public university တစ်ခုအနေနဲ့လည်းဒါရပ်တည်နေရဖြစ်ပါတယ်။ဆိုနာမည်ကတော့ကျွန်တော်ဒီ NITER University ဆိုပြီးတော့ဒါအတူကောက်ပေါ့နော်ဒါထိုင်းမှာလူတော်တော်များများဒါသိကြရပေါ့နော်အခုလက်ရှိမှာတော့international student တွေမြန်မာကျောင်းသားတွေပြီးတော့ဒီတရုတ်ကျောင်းသားတွေပေါ့နော်အများစုလာပြီးတော့တက်ရောက်ကြပါတယ်။ဆိုတော့ကျွန်တော်လည်းဒီ campus ကိုလိုက်ပြီးကြည့်လိုက်ရအောင်